ငလျင်နဲ့ပတ်သက်ပြီးပြည်မနာနဲ့နေပြည်တော်တို့ကစေးရုံနဲ့ပျက်စီးသွားတဲ့အင်ဂျီတွေအတွက်စုစုပေါင်းသိန်းပေါင်း2500ကိုမျှဝေလူရန်ခဲ့တဲ့ခိုင်နှင်းဝေပရိသတ်များလုံးပဲမင်္ဂလာပါရှင်မြန်မာနိုင်ငံကတဘာဝ BNN ရဲ့တိုင်းမှာစွမ်းစွမ်းတမန်လှုပ်ဆောင်လာတဲ့တရုတ်ဆောင်ခိုင်နှင်းဝေကတော့ငလျင်နဲ့ပတ်သက်ပြီးပြည်မနာနဲ့နေပြည်တော်တို့ကစေးရုံနဲ့ပျက်စီးသွားတဲ့အင်ဂျီတွေအတွက်စုစုပေါင်းသိန်းပေါင်း2500ကိုမျှဝေလူရန်နေတယ်လို့သိရပါတယ်။ဘာပဲဖြစ်ဖြစ်ဒီကလူတွေမိသားစုဝင်တွေကအမကိုငွေရေးကြေးရေးတစ်ခုတည်းမျှော်တာမဟုတ်ပဲမေတ္တာတရားကိုမျှော်ကြတာမို့အမမရောက်ရအောင်လာဖြစ်ခဲ့တာပါမိသားစုတွေအကုန်ဆုံးရှုံးသွားတဲ့အတွက်လည်းတကယ်စိတ်မကောင်းပါဘူးအလူရှင်တွေကနေရအနှံ့သွားဖို့အတွက်လှူပေးကြတယ်အမအနေနဲ့ကလည်းကျန်တဲ့မိသားစုအကုန်လုံးလှူရမ်းရတဲ့နေရာမှာခွဲချမ်းစိတ်ဖြာပြီးနိုင်တဲ့လောက်လှူပေးဖြစ်ပါတယ်အဓိကလူတွေကစိတ်တန်ရပေါ့နော်မိသားစုတစ်ခုပျက်စီးသွားတာမို့အားငယ်တာစိတ်ညစ်တာတွေရှိတယ်လူပဲလာသူတို့အတွက်ခွန်အားဖြစ်စေတာပေါ့မတွေးနဲ့ဆိုတော့ဒီကိစ္စပဲခေါင်းထဲရောက်နေကြတာပေါ့အမပေးလူလိုက်တဲ့ငွေကြေးတချို့နဲ့သူတို့လေးတွေပြန်ပြီးရက်တည်ဖို့ရအတွက်ပါစားစရာနဲ့တခြားအပိုင်းတွေကိုကျန်တဲ့သူတွေကအင်တိုက်အားတိုက်လှူနေကြတော့ငွေကြေးလှူရဲဆိုရင်သူတို့စိတ်တိုင်းကြသုံးလို့ရမယ်အိမ်ပြင်လို့လည်းရသလိုငှားနေလို့ရအောင်ငွေကြေးလှူပေးဖြစ်တာပါလို့တရုတ်ဆောင်ခိုင်နှင်းဝေကပြောပါတယ်အဆိုပါလူရန်မှုတွေမှာတော့ပြည်မနာမြို့နယ်မင်္ဂလာရပ်ကွက်ကအင်ဂျီ185ရန်အတွက်ငွေကျပ်3,000ဝန်းကျင်ကို9ရက်သားသမီးများအလှူဖြင့်ဝေမျှကူညီဖြစ်ခဲ့တာပါဒါအပြင်ငလျင်ပေးတဲ့မိရထားဝန်ထမ်းတွေနဲ့အောက်ခြေဝန်ထမ်းတွေအတွက်လူဦးရေအလိုက်လိုအပ်တဲ့နေရာတွေကိုငွေကျပ်3,000ဝန်းကျင်ကို9ရက်သားသမီးတွေရဲ့ကုသိုလ်အဖြစ်ဝေမျှကူညီဖြစ်ခဲ့တယ်လို့သိရပါတယ်ခိုင်နှင်းဝေကတော့ငလျင်ကြောင့်ရေလိုင်းမီလိုက်စက်ကရိယာတွေပျက်စီးခဲ့တဲ့နေပြည်တော်ကတင်1000စေယုံကြီးမှာလေတယောက်ကုသနေတဲ့လူနာတွေနဲ့ငလျင်ပေးတဲ့လူနာတွေအတွက်ကြောက်ကဆေးဆက်အရေးပေါ်ဆေးဝါးတွေနဲ့သုံးရည်အတွက်ကိုလည်းလှူရမ်းခဲ့တယ်လို့ဆိုပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့ငလျင်ပေးတဲ့ပြည်သူတွေအတွက်ငွေကျပ်300လှူရမ်းခဲ့တဲ့အပြင်1500ဖို့ဆေးဝါးပစ္စည်းအရေးပေါ်မိုဘိုင်းတွိုင်းလက်600ကျော်ဖို့နဲ့စားစရာတွေထပ်မံလှူရမ်းခဲ့တဲ့ပိုင်းတကွန်အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ပြည်ရန်ပြည်ပကစားပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့တရုတ်ဆောင်ပိုင်းတကွန်ကတော့ငလျင်ပေးတဲ့ပြည်သူတွေအတွက်ငွေကျပ်300လှူရမ်းခဲ့တဲ့အပြင်1500ဖို့စေဝါပစ္စည်းနဲ့အရေးပေါ်မိုဘိုင်းတွိုင်းလက်တွေကို600ကျော်ဖို့အပြင်စားစရာတွေပါထပ်မံလူရန်ခဲ့ပါတယ်။ကျွန်တော်အနေနဲ့ကျေးဇူးပြုပြီးငလျင်ဘေးကြောင့်တိုက်တာအိုးအိမ်တကယ်ဆုံးရှုံးထိခိုက်ခံစားခဲ့ရတဲ့ငလျင်ဘေးတဲ့ပြည်သူတွေကိုသာအဓိကထားပြီးတော့အလူရှင်တွေကယ်ဆယ်ရေးသမားတွေစေတနာဝန်ထမ်းတွေကကာယအားညာနာအားငွေအားတွေနဲ့လှူပေးနေတာလည်းတွေ့ရပါတယ်။အကုန်လုံးလည်းဘေးမသိခဲ့တဲ့သူတွေဝင်ယူတာမျိုးမလုပ်ချင်းအဖြစ်ဝိုင်းဝန်းကူညီပေးပါဆုံးရှုံးသွားတဲ့သူတွေရဲ့ဒုက္ခကိုဦးစားပေးနားလည်ခွင့်လို့ကူညီပေးကြဖို့ပြောချင်ပါတယ်။ပြည်ပနိုင်ငံတွေကအလူရှင်တွေပါဝင်လှူတဲ့ငွေတွေရောပြည်ရင်းကအလူငွေတွေရောကျွန်တော်အနေနဲ့စုပြီးတော့လှူရမ်းနေပါတယ်လို့တရုတ်ဆောင်ပိုင်းတကွန်ကပြည်သက်တီအောင်ပြောပါတယ်။သူကတော့မတ်လ28ရက်ကထိုင်းနိုင်ငံမှာရှူတင်စတူဒီယိုတစ်ခုမှရောက်နေတယ်လို့လည်းသိရပါတယ်။ပိုင်းတကွန်ကတော့ငလျင်စဖြစ်ချင်းမှာလဲငလျင်တဲ့ပြည်သူတွေအတွက်ကျပ်သိန်း150ကိုလည်းခိုင်နှင်းဝေဖောင်ဒေးရှင်းကတဆင့်လှူရမ်းခဲ့ပါသေးတယ်။ထိုင်းနိုင်ငံကပြည်သက်တွေကလည်းမြန်မာနိုင်ငံဟာသူတို့ရဲ့အိမ်နီးချင်းနိုင်ငံမိသားစုလေးဖြစ်တဲ့အတွက်သူတို့ထပ်တူခံစားရတယ်ဆိုပြီးတက်နိုင်တဲ့အလူငွေတွေကိုစုပေါင်းပြီးတော့ဘန်ကောက်လေးစိမ်မှာပိုင်းတကွန်စီလာရောက်လှူဒန်းပေးသွားသလိုဘဏ်အကောင့်တွေကိုလည်းအဖွဲ့အစည်းတချို့ကလှူဒန်းထားတယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့မန္တလေးမှာမင်းသားဝင်းအောင်ရဲ့မိုးလုံလေးလုံးဇက်ခုံကြီးကိုငလျင်ပေးတဲ့ပြည်သူတွေအတွက်ကုသိုလ်ပြုဆောက်လုပ်ပေးခဲ့သလိုမင်းသားဖိုးချစ်ကလည်းအမှုပညာချွေးနေစာနဲ့လှူဒန်းမှုတွေလှုပ်ဆောင်ခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။မန္တလေးမြို့စိန်မန်းတန်အောင်အာလက33ဗရန်များရဲ့အတွင်းရှိငလျင်ပေးတဲ့ပြည်သူတွေနေထိုင်မှုမင်းသားဝင်းအောင်ရဲ့မိုးလုံလေးလုံးဇက်ခုံကြီးကိုကုသိုလ်ပြုဆောက်လုပ်ပေးခဲ့သလိုမင်းသားဖိုးချစ်ကလည်းအမှုပညာချွေးနေစာနဲ့လူရန်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ကျွန်တော်ရဲ့လေးညတိုင်တိုင်ကပြဖြောပြတဲ့အမှုပညာကြီးချွေးနေစာတွေကိုလူတာပါ။ကျွန်တော်ကိုစုချတဲ့စုချငွေတွေပြည်သက်ရဲ့ပွဲကင်းတွေကအလူခံရရှိငွေများစုပေါင်းပြီးတော့ကျပ်300ကျော်မှတီလှူရမ်းနိုင်ခဲ့ပါပြီခင်ဗျာလို့တပင်းပညာရှင်များအစည်းအရုံးဥက္ကဋ္ဌဇမင်းသားဖိုးချစ်ကပြည်သက်တီအောင်ပြောလာပါတယ်။ငလျင်ဘေးသင့်ပြည်သူတွေမန္တလေးကကယ်ဆယ်ရေးစခန်းနေရာမှာတက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်လေးတွေနေထိုင်ရေးအဆင်ပြေစေဖို့အတွက်မြန်မာနိုင်ငံတပင်းအစည်းအရုံးဗဟိုဥက္ကဋ္ဌဖိုးချစ်ရဲ့ဦးဆောင်မှုနဲ့ဝရိယမင်းသားဝင်းအောင်ကလည်းမိုးလုံလေးလုံးဇက်ခုံကြီးကိုကုသိုလ်ပြုဆောက်လုပ်ပေးခဲ့ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်နေပြည်တော်အမှုပညာဦးစီးဌာနကခရီးရိပ်သာကငလျင်တန်းတဲ့တည်ဆုံးသူ10ဦးအိုအိမ်မဲ့မိသားစု85စုနဲ့တခြားမိသားစုများအတွက်မြန်မာနိုင်ငံတပင်းအစည်းအရုံးဗဟိုဦးဆောင်တဲ့အဖွဲ့ကစံအိမ်60စီ3မိသားပုံ239ပုံနဲ့ငွေသားကျပ်424သိန်းလှူဒန်းခဲ့တယ်လို့သိရပါတယ်။ငလျင်ပေးတဲ့ပြည်သူတွေစားဝတ်နေရေးခက်ခဲနေသူတွေကိုတနေ့လူ1000စာမနှမ်းညစတိုရီသားကျွေးမွေးတာ
ကျွေးမွေးတဲ့ရက်ကွက်တိုင်းမှာဘုံကြီး၅ပါးကိုတင်ငန်းအလွန်ငွေဆက်ကပ်လူရန်ပြီးတော့ကွယ်လွန်သူတွေအများပေးဝေခဲ့တယ်လို့သိရပါတယ်။